စီဝါမမှန်တဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်လေးလည်းထိုင်နိုင်နေလားဝိတ်ကြလို့စိတ်နဲ့နေလားဘက်တလုံးပဲကွက်ပြီးပူနေလားအဲ့ဒါဆိုလို့ရှိရင်ဒီဗီဒီယိုကိုလုံးဝမကြော်ရနဲ့နော်အများကြီးတောက်တယ်ကွာရေတောက်တယ်အစီချာလေးတွေလည်းအများကြီးတောက်တယ်တောက်ပြီးတော့တချို့ကြတော့လုံးဝဝိတ်မကြောက်ဘာကြောင့်ဝိတ်မကြောက်ဆိုတာအဓိကပြောပြတယ်ထမင်းအလုံးကြော်စားလို့နော်ထမင်းကိုများမစားနဲ့နောက်ပြီးကြတော့ထမင်းစားလို့ရှိရင်လည်းတရုတ်တွေစားလို့ခွက်တကလေးလေးနဲ့အဲ့လိုမျိုးစားပြီးပြီးတော့လို့ရှိရင်ရေများလေးတောက်ပြီးအရွက်များစားပြီးအသားများစားပြီး detox ကျမတို့ရောက်ချတဲ့ detox ကိုတောက်ပြီးဒီနေ့ဆိုလို့ရှိရင်အမတယောက်ကနဘူးလေးပဲမာတာသူကကလေးတစ်ယောက်ရှိတယ်တဲ့ပေါင်ချိန်190တဲ့အဲ့ဒါနဲ့နဘူးဆိုရင်အစမပြေဘူးတော့အမတို့တေချာရှင်းပြတယ်ဘလို့တောက်အောင်လဲတောက်ပုတ်တောက်နေရဆရှင်းပြလိုက်တဲ့အချိန်မှာအမကအခု9ဘူးအမလား9ဘူးအော်ဒါမှာတယ်အဲ့ဒါကြောင့်ဒီစင်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်ဒီဗီဒီယို comment မှာရှင်းမခဲ့ပြီနော်ရှင်းမကတော့ဗရေနဲ့မျိုးနဲ့မနေထိုင်တဲ့ Jasmine ဖြစ်ပါရှင်ရွှေစားစစ်တဲ့ရဲ့လက်လီလက်ကားရောင်းချပေးတဲ့ကိုယ်စားလှယ်ကြီးတူဖြစ်ပါရှင်ကျေးဇူးပါ